မတိတာ channel ရတော့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာလူကြီးမင်းတွေရောတစားမုံလားပြည့်နေဆိုတာဘာလဲသိသိချာချာသိကြပြီလားဒီနေ့မှာတော့တစားမုံလားပြည့်နေဖြစ်ပေါ်လာဖို့အကြောင်းလေးကိုပြောပြတက်ဆက်ပေးတော့မှာဖြစ်ပါတယ်တစားမုံလားပြည့်နေဆိုတာရင်းကြော့လားပြည့်နေလို့ပဲဗုဒ္ဓဘာသာနယ်ဝင်တို့ဤနေထူးနေမြတ်တနေ့ဖြစ်ပါတယ်တစားမုံလားပြည့်နေမှာကျင်းပလေရှိတဲ့တစားနိုင်ပွဲတော်ဒီရသော်ဘုရားရှင်အားစီမီထွန်းညီပူဇော်သည့်ပွဲတော်တစ်ခုဖြစ်တယ်လို့ဒိသင်္ကန်းကတ်လူဝင်ရတော့နောက်ဆုံးနေ့ဖြစ်လို့ပါပဲအဲ့ဒါပြင်တစားမုံလားပြည့်နေမှာရသော်ဘုရားရှင်ကအဇာတတမင်းကြီးအမှုပြုသောပရိသတ်တို့ဟာတာမညဖလားတုတ်ခေါ်ယဟန်ပြုကအကျိုးပြတရားတော်ကိုဟောကြားတော်မူခဲ့တဲ့ဤထူးမြတ်ဖြစ်ပါတယ်။တာမညဖလားအခါတော်နေလို့ဘာလို့ခေါ်ရလဲဆိုတော့ဆရာမိုက်ဒေဝရတ်ကြီးတိုက်တော်မူကြောင့်အဇာတတမင်းကထီနန်းရလိုချင်တဲ့စိတ်နဲ့သူ့ရဲ့အဖေဖြစ်သူမင်းကြီးကိုတက်ပြီးတော့ထီနန်းလူယူကြံစီခဲ့ပါတယ်။အဲ့ဒီလိုကြံစီပြီးတဲ့နောက်ကို့အမားကိုတိပြီးနောင်နာကြီးတော်ရစားမဝင်အိမ်မပျော်တွေဖြစ်နေတဲ့အချိန်တစောင်းဘုံလာပြညရဲ့အေးချမ်းတာယာကြည်နေမှုကိုမြင်ပြီးတော့အခုလိုမျိုးအေးချမ်းတာယာတဲ့ညမှာအဘဲကဲသို့သောယဟန်တမလီအဘဲကဲသို့သောပြမနာထံစီကကိုးကွယ်ရရင်ဒီလိုအေးချမ်းမှုမျိုးရမှာလဲလို့မင်းကြီးတို့ကိုမေးခဲ့ပါတယ်မင်းကြီးတို့ကလည်းမင်းတို့လိုက်မင်းကြိုက်ဆောင်တတ်သောအခွင့်အရေးသမားများပြီးမိမိတို့ကိုးကွယ်စီးခဲ့ကြတဲ့ဗိစာတတိဆရာကြီး6ဦးတို့ကိုအတီးတီးညွှန်ပြကြပါတယ်အစာတသက်မင်းကဗိစာတတိ6ဦးရှိသွားဖို့အစိတ်မပါခဲ့ပါဘူးအဲ့ဒီမင်းကြီးတွေထဲမှာမှဗုဒ္ဓဘာသာဝင်ဖြစ်တဲ့စေးဆရာစီဘောကဘာမှမလျှောက်တင်ပဲနှုတ်ဆက်ပြီးနေတာကိုအစာတသက်မင်းကတွေ့တဲ့အခါဆရာစီဘောကဘာကြောင့်များတိတ်ဆိတ်ပြီးနေရတယ်လဲမေးတဲ့အခါအဲ့ဒီအခွင့်အရေးကိုစောင့်မျှော်နေတဲ့ဆရာစီဘောကမြတ်စွာဘုရားရှင်ဂုဏ်တော်များကိုချီးမွမ်းကဂုဏ်တော်ကိုးပါးနေပြည်တော်မူသောအကျွန်ုပ်၏ဆရာဘုရားရှင်သည်ကျွန်တော်မျိုးဤတရဲ့ဥယျာဉ်၌များစွာသောယဟန်ပရိသတ်ချမ်းကသတင်းသုံးလေးရှိပါကြောင်းဘုရားရှင်အားအရှင်မင်းကြီးစီးကပ်ပူဇော်ပါကအရှင်မင်းကြီးစိတ်တော်သည်ကြည်လင်အေးချမ်းလာပါလိမ့်မည်။တစောင်းဘုံလာပညာရဲ့အင်းငိမ့်မှုမျိုးကိုရှင်မင်းကြီးရရှိပါလိမ့်မယ်လို့ရှောက်တင်ခဲ့ပါတယ်။စေးဆရာဇီဝကရဲ့အကျိုးတဲ့အကြောင်းနဲ့ရှောက်ထားတင်ပြမှုကိုဇာတမင်းရကြားတဲ့အခါဝမ်းသာအားရဖြစ်ပြီးတော့ဆင်မြင်းပုပ္ပါချမ်းပြီးကြီးကျယ်ခမ်းနားလာတဲ့အစီအစဉ်ဖြင့်ညတွင်နေမဲ့ဆရာဇီဝကရဲ့ဥယျာဉ်တော်ရှိကိုကြွချီခဲ့ပါတယ်။ယဟန်ပေါချမ်းလေးသတင်းသုံးနေတော်မူသောမြတ်စွာဘုရားရှင်အားဖူးတွေ့ရတဲ့အခါဇာတသက်မင်းကြီးကမေးမြန်းလျှောက်ထားတဲ့အခါမြတ်စွာဘုရားကတမညဖလားတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။အဲ့ဒီတရားဟောကြားပြီးတဲ့နောက်ရှင်မင်းကြီးကတစောင်းဘုံလာပညာရဲ့ဒီငင်းမှုလူမျိုးဒီငင်းမှုကိုရရှိခဲ့ပြီးတော့အဲ့ဒီအကြောင်းအရာကိုပဲအကြောင်းပြုပြီးတော့တစောင်းဘုံလာပညာလေးကိုတမညဖလားအခါတော်လေးလို့လည်းတတ်မှတ်အခေါ်အကြားကြောင်းပြန်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။